တငယ်ချင်းများအားလုံးမင်္ဂလာပါဖူဘီကေကေ channel မှာပြန်လည်ကြိုဆိုပါရစေကဲကျွန်တော်တို့ဒီနေ့တော့ငါတစ်တာချင်းငဆက်တုတ်လေးခက်ဆက်လေးပေါ့နော်ဒီနေ့ကျွန်တော်တို့တုတ်စားကြမယ်ကြိုက်ရတဲ့တငယ်ချင်းတွေဒီရက်နေ့နေ့တိုင်းအလွယ်တကူလိုက်ပြီးတော့တုတ်စားကြည့်ပါဦးနော်ဒီမှာကျွန်တော်ကြက်တုံနီကြတော့တစ်လုံးပါနော်ကြက်တုံနီတစ်လုံးကိုကျွန်တော်ဒီနေရာမှာပပလေးတွေပေါ့နော်ကျွန်တော်ဒီမှာလီးထားပါမယ်တကယ်လို့ကိုကကြက်တုံနီကြိုက်တယ်ဆိုလို့ရှိရင်နှစ်လုံးလောက်ထည့်ပါနော်ခရမ်းကျင်တီးထည့်ပါမယ်ကျွန်တော်ကဒီနေရာမှာကိုင်းခရမ်းကျင်တီးလေးတွေရလာတဲ့အတွက်ကြောင့်ကျွန်တော်ဒီမှာခရမ်းကျင်တီးအလုံးသေးလေးတွေပေါ့နော်ကျွန်တော်ဒီမှာသုံးပါတယ်ကျွန်တော်ကအမဲ့ရောအစိမ်းရောဝန်းရောပေါ့နော်ကျွန်တော်အကုန်လုံးကျွန်တော်ဒီမှာထည့်ပြီးတော့တုပ်လိုက်ပါတယ်ခရမ်းကျင်တီးလေးတွေဒီမှာပလေးလီးပြီးသွားပြီဆိုလို့ရှိရင်ဂေါ်ဘီတုပ်ပါနော်ဂေါ်ဘီတုပ်ကတော့ကျွန်တော်ဒီနေရာမှာတဝက်လောက်ပဲကျွန်တော်သုံးပါမယ်ကော်ပီတုပ်လေးတွေကိုလည်းဒီနေရာမှာအခက်ပလေးတွေပေါ့နော်လီတာပေးလိုက်ပါနော်တကယ်လို့ကိုကအတုပ်တွေပါတွေစားမယ်ဆိုလို့ရှိရင်ကော်ပီတုပ်တွေခရမ်းချင်းတီးတွေကြတော့ကိုရေခဲတစ်တာမှာတင်ထားပေးပါနော်ကော်ပီတုပ်တွေဒီမှာပလီပြီးသွားပြီဆိုလို့ရှိရင်ငရုတ်ဒီဇိမ်းပါနော်ငရုတ်ဒီဇိမ်းလေးတွေကိုလည်းဒီမှာလီးပါမယ်ငရုတ်ဒီဇိမ်းလေးတွေဒီမှာလီးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာတံမယာသီးထည့်ပါမယ်တံမယာသီးကတော့တစ်လုံးပါနော်တံမယာသီးအကြီးခက်ရွှမ်းလေးကျွန်တော်ဒီမှာတစ်လုံးကိုထည့်ပါမယ်တံမြာသီးတွေရွေးတဲ့အချိန်မှာပေါ့နော်တံမြာသီးလေးတွေအခွန်ခပ်ပလေးကိုရွေးပေးပါနော်အဲ့ဒါမှအရေကရွှမ်းပါတယ်နော်စပြီးတော့ကျွန်တော်တို့ထိပ်ပြီးတော့တုပ်ဖို့အတွက်ကိုတုပ်မဲ့ဇလုံးထဲမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ပလေးလီးထားတဲ့ကော်ပီတုပ်လေးတွေထည့်ပါမယ်ကြက်သွန်ဒီလေးတွေဒီမှာထည့်ပါမယ်ခရမ်းချင်းဒီလေးတွေပေါ့နော်ဒီမှာထည့်ပါမယ်ငရုတ်ဒီဇိမ်းလေးတွေလည်းဒီမှာတစ်ခါကျွန်တော်ထည့်ပါမယ်နော်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ငါးတစ်တာဖောက်ထည့်ပါမယ်ငါးတစ်တာကတော့ကိုကြိုက်တဲ့အမျိုးအစားတုံရင်တုံလို့ရပါတယ်ငါတစ်တာကတော့ကျွန်တော်ဒီမှာတပူလုံးဖောက်ထည့်လိုက်ပါတယ်ဖောက်ထည့်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာအရသာမုတ်ဒီမှာအနှဲငယ်ထည့်ပါမယ်ရသာမုတ်ထည့်ပြီးပြီဆိုရင်ငန်းပြားရည်လေးဒီမှာအနှဲငယ်ထပ်ပြီးတော့ထည့်ပါမယ်တကယ်လို့ကိုကငရုတ်တီအကြက်မုတ်ထည့်မယ်ဆိုလို့ရှိရင်လည်းထည့်လို့ရပါတယ်เนาะဒီမှာခက်ချစ်ချင်းလေးဖြစ်တော့အောင်ကျွန်တော်ကတံမြာသီးလေးညှစ်ထည့်ပါမယ်တံမြာသီးကတော့ကျွန်တော်ခက်ချစ်ချင်းလေးစားချင်တာဖြစ်တဲ့အတွက်တစ်လုံးလုံးကျွန်တော်ညှစ်ထည့်လိုက်ပါတယ်เนาะညှစ်ထည့်ပြီးပြီဆိုရင်အားလုံးကိုဒီမှာအားလုံးရိုးပြီးတော့ခက်တနာလေးပေါ့နော်ရိုးပြီးတော့နေပေးလိုက်ပါအားလုံးအရသာတွေနဲ့တော့ရိုးပြီးတော့နေပေးလိုက်ပါနော်အရန်ကိုစားလို့ကောင်းတဲ့ငါးတစ်တာချင်းငဆက်တုပ်လေးပါနော်ကြိုက်ကြမယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်နောက်ထပ်လည်းအတုပ်လေးတွေအပြုတ်လေးတွေပေါ့နော်ကျွန်တော်တင်ပေးသွားမှာမို့ကျွန်တော်ရဲ့ FubiKK YouTube channel လေးကို like and subscribe လုပ်ပေးဖို့ကျွန်တော်တောင်းဆိုလိုက်ပါရစေတကယ်လို့တငယ်ချင်းတွေကထိုင်းမီနူစားခြင်းတယ်ဆိုလို့ရှိရင်ကိုစားခြင်းတဲ့မီနူလေးတွေပေါ့နော်နာမည်လေးတွေသိတယ်ဆိုလို့ရှိရင်ကျွန်တော်ကို comment မှာရေးထားပေးခဲ့ပါနော်ကျွန်တော်အဆင်ပြေရင်ပြည်သလိုကျွန်တော်တင်ပေးသွားပါမယ်နော်တိတ်မချင်သေးတဲ့အတွက်ကြောင့်ကျွန်တော်ကနောက်ထပ်တံမြာတီတစ်ချမ်းကိုထပ်ပြီးတော့ညှစ်ထည့်ပါတယ်ကျွန်တော်ခက်ချင်းငန်ဆက်လေးပေါ့နော်ကျွန်တော်စားခြင်းတဲ့အတွက်ကြောင့်တံမြာတီကျွန်တော်ဒီမှာခက်မြမြလေးထည့်ပါတယ်တငယ်ချင်းတို့ကြိုက်ထုတ်ရင်လိုက်ပြီးတော့လှုပ်ရှားကြည့်ပါဦးနော်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်